မင်္ဂလာပါအေးသန်1.58အားပေးသူပါ thank you good morning လို့နှုတ်ဆက်ပါတယ်ဒီနေ့9ရက်တလ2025ကျမသားရဲ့25နှစ်ပြည့်မွေးနေ့ပါသူက9ရက်တလ69မှာမွေးထားတယ်မဟုတ်ပြောမှားကုန်ပြီအဲ့လိုပဲကျမစိတ်တောင်တော်ပြတယ်မှာဟိုတချင်းနေရတဲ့အရန်ပါထားလိုက်ပါတော့ပြန်ပြောမယ်ဒီနေ့9ရက်တလ2025ကျမသားရဲ့28နှစ်ပြည့်မွေးနေ့25နှစ်မဟုတ်28နှစ်ပြည့်မွေးနေ့ပါသူက9ရက်တလ69မှာမွေးထားတယ်အဲကြောင့်ကျမကြာဆန်ကျော်ခောက်ဆွဲကျော်ဟိုနေကြာဆန်ကျော်လှူမှာပါလှူတာတော့ခောက်ဆွဲကျော်ကတော့မီးစောင်းလုပ်တာပေါ့လူဆက်တဲ့ဥကိုပဲကျမပေးမှာဘာဖြစ်လို့သူမွေးနေ့မွေးလာမတိုက်ဘူးဟိုနေမွေးရမတိုက်ဘူးပေါ့မွေးရမတိုက်ဘူးသူ့မွေးရကစနေဒီနေ့ကတောက်ချာအဲကြောင့်မို့အကျဉ်းမဲ့လုပ်တယ်တိုက်ရင်တော့ကျမအကျယ်လုပ်တယ်တိုက်ရင်တော့အကျယ်လုပ်တယ်ဥပမာဆိုသူ20အရန်မကျယ်တော့မှ29နှစ်ဆိုတော့29ခုကျမသုံးပါပေါ့မှားမှာပေါ့အဲ့ဒါအခုကျတော့အကုန်လုံးကျမလုံးပါပါပြီးရင်တိုက်ရလွှင့်ပြပါမယ်အချိန်ရလည်းအရန်ဒီကနေခုဘယ်လောက်ဖြစ်လာလဲ4:40သူကတနေ့ကုန်စင်းနေရမနေ့တည်းဆင်းလိုက်တာဒီညအထိမနေ့မှသူ6နာရီမှပြန်လာမယ်အဲ့ဒါဟိုနေ့သူပြန်လာရေမို့ချုပ်ပြီးဆို6နာရီပြီးတော့9နာရီကျော်အင်းကနေပြန်သွားမယ်အမြန်လုံးရမယ်တဘောပေါ့အဲ့ဒါကိုဟိုနေ့လိုက်လွှင့်ပြပါမယ် thank you ကျေးဇူးတင်ပါတယ်ကျမလိုအပ်ချက်ရှိရင်လည်းခွင့်လွှတ်ကြပါလိုအပ်ချက်လည်းမရှိပါညောင်ကျမအကုန်ပြန်ပေးထားပါတယ်ကျမအိတ်ချိန်ဒီ2နာရီပဲရှိတယ်အကုန်လုံးကျမကြီးပဲလောက်တာကျမတို့အရန်ကျင်တော့ကျမမလုံနိုင်တော့ဘူးလေဟိုကျမမိမဆိုဝိုင်းလုပ်တဲ့လူတွေရှိရလေကျမပတ်စံမထုတ်လိုက်လုံးမလူကြအကုန်ဝိုင်းသူတို့ကျမသားအမြဲတမ်းကျမမွေးနေလုံးနေကြဒီရန်ကုန်ကျမကြတော့ကျမသိမ့်မလို့တော့ကိုမျိုးလည်းမဟုတ်ဘူးကိုဌာနီလည်းမဟုတ်ဘူးဟိုနေကျမညီမကြတယ်မကျွမ်းဘူးကျမမျိုးမှာကြတော့လုပ်တဲ့လူတွေကျမလူတွေကျွမ်းတယ်ဒီမှာလည်းအခုအကုန်လုံးနဲ့တင်းနေပါကျွမ်းတဲ့အမကြီးရှိတယ်ဒါမှမလုပ်တော့ဘူးအကျဲမလုပ်တော့ကျမမကလည်းကျမရင်နည်းနည်းညံ့တယ်အကိစ္စလေးကျမစောင်းရသေးတယ်သူကလည်းကျမကိုမသွားရင်ဟိုနေမဖြစ်ဘူးကျမအလုပ်ရှုပ်ရှက်ခန့်တယ်အဘေးလိုအားလုံး thank you ကျေးဇူးတင်ပါတယ်အခုကျမလုပ်တော့မှာပါအကျော်အစုံမပြီးလိုက်လွန်ပြတွေ့လိမ့်မယ်အဲ့ဒါကဘရာကျော်မှုံးကမပါလာမှားနေစည်းဆိုင်ထည့်တာလားအမုံမှားထည့်တာအဲ့တော့ဘရာကျော်နောက်တစ်ကျော်မှကျမတက်ကပ်ပါမယ်အခုပါအဲ့ဒါရှိတာကိုပြောင်းမှုကျော်လို့ကြက်သွန်ကျော်အာလူကျော်အဲ့ဒါပဲကျော်မယ်ပြီးတော့မှကြာဆန်ကျော်မယ်ခောက်ဆွဲလဲကျော်မယ်ဖះဆွန်းတော့ကတ်မှာတော့ကြာဆန်ကျော်ပဲကတ်မှာပါပြီးတာတော့ကြာဆန်ကျော်ခောက်ဆွဲကျော်ကြက်သားနဲ့ကြက်ကိုအသုံးပြုပါတယ်အားပေးလို့အားလုံး thank you ရှင်တို့တစ်ချိန်ချင်းကျမကြွေးမယ်